ယောမြူတဲ့အောင်တဲ့တဲ့ဘွယ်မကစတာကသာဆုံးစားမရှိအောင်ဤသွားခြင်းရှိ၍ယာဝေဒတနာတံဝေဒံပထံဒေသနာဟောတိခာမယနေ့ကြအောင်မူလပဂတိထေရှားရှိပေထာသောဓမ္မံမဟာပဋ္ဌံလွန်ထူးဆန်းသည်အခမံဘွယ်မဆုံးမြတ်ဗုဒ္ဓ၏ဒေသနာတော်အလုံးကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အတရံကာယဝစီမနတိသုံးရတို့ဖြင့်မပြအစဉ်လူကြည်လျိုသေးစွာဝန္ဒမသာသနာတော်အရှိခံ၍တည်တံ့စေရန်မြတ်ဒိဋ္ဌံဖြင့်အဖန်ဖန်ကြည်နွေရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသာရိပုတ္တမဟာဒေရံသန္တနာရိညာဒိဋ္ဌကံထေရသိတေသူဝစေတံတံကံဝန္ဒမအာတေရံသန္တနာရိညာဒိဋ္ဌကံအနောတအိုင်တကျောသန္တကုတော်၌ဟောမြတ်တော်မူသမျှမြတ်ဗုဒ္ဓ၏အဘိဓမ္မာခုနှစ်ကျမ်းမြတ်ပဋ္ဌာန်းကိုဆန်းဆန်းပြပြအကျဉ်းအဖြစ်သင်ကြားနိုင်တည်နေတော်မူသောထေရသိတေလင်းတို့သား900ဖြစ်သောခါ၌မြတ်စွာဘုရား